အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျနော်ကျွန်တော်ကိုအောင် YouTube channel ဒေးလေးကနေပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်ကိုရီမရဲ့အားလုံးကိုနှုတ်ထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျနော်ကျွန်တော်မိသားစုဝင်ကိုရီမရဲ့အားလုံးပဲကျွန်တော်ဒီပိုင်းလေးကိုစာပေကြည့်ပြီးဆိုတော့လည်းစိတ်ချမ်းသာခြင်းပေါင်းကိုယ်ကျမ်းမာခြင်းပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လုံဆန္ဒတွေတလုံးတစ်ဝရရှိနိုင်ကြပါစေအသက်ရှူတိုင်းလည်းငွေတွေတိုးဝရရှိနိုင်ကြပြီးတော့ရွှေငွေကြောက်တတ်မများကြီးလေဒီတက်မကနော်တိုးဝရရှိနိုင်ကြပါစေလို့ကျွန်တော်ကောင်းနေပြီးတော့ဥစားပထမဆုံးမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာနော်ကဲကောမရအားလုံးပဲကျွန်တော်ဒီညနေစီမှာနော်ကျွန်တော်တို့4ရက်8လ2022မှာ6အင်္ဂါနေ့ညနေ4:30ဈေးလေးအတွက်နော်လုံးဝကိုအားကောင်းဆုံးပတ်တီးလေးတွေနော်ကျွန်တော်ဒီညနေမှာလုံးဝကိုတင်ပြီးထိုးရမယ့်တစ်ခွက်ကောင်းနေနဲ့အထူးမင်းရောကွက်တွေကိုကျွန်တော်ဒီဝေပိုင်းလေးမှာတခါတည်းပြပြသားပြီးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကမှအားလုံးပဲဒီဝေပိုင်းလေးကိုအစားဆုံးဒီမင်းမကြော်ပဲနဲ့နော်ကြည့်စေခြင်းနဲ့ဗျကျွန်တော်ကမှအားလုံးပဲနော်ကဲဟုတ်ပြီကမှအားလုံးပဲကျွန်တော်ဒီညနေစီတော့ကနန်းလေးမခေါ်ပြခင်မှာကျွန်တော်ရဲ့ဒီဝေပိုင်းလေးကိုစပြီးကြည့်ပြီးဆိုတာနဲ့ကျွန်တော်ကမှအားလုံးပဲ like လက်မလေးနှိပ်ပြီးကြည့်မယ် channel လေးကို subscribe မနှိပ်ရသေးတဲ့ကောင်မတွေကနော် channel လေးကို subscribe လေးနှိပ်ပြီးတော့ကြည့်မယ်ကျွန်တော်ကမှတော့လုံးဝကိုကြိုးရှိတာလည်းပို့ပြီးတော့ကြိုးရှိမဲ့ video file လေးတစ်ပုဒ်ဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ကမှအားလုံးပဲဒါလေးကျွန်တော်ကမှဘက်ကနော် like လက်မလေးပြန်နှိပ်ပြီးမယ် channel ကို subscribe မနှိပ်ရသေး subscribe လေးနှိပ်ပြီးမယ်နော်ကိုပေါက်တယ်လို့သူများလေးပေါက်နိုင်အောင်လို့တူရင်းနဲ့သက်ဆိုင်တဲ့နေရာလေးမှာ share လို့ရနေရာလေးမှာ share ပြီးကြည့်မယ်မျှဝေလို့ရနေရာလေးမှာမျှဝေပြီးတော့ကြည့်နော်ကျွန်တော်ကမှတော့ဒါလေးတော့ပြန်ပြီးလုပ်ပေးနိုင်မယ်ထင်တယ်ဗျနော်ကဲဟုတ်ပြီကမှအားလုံးပဲအဲဆိုကျွန်တော်ဒီညနေစီတော့ဆက်ပြီးတော့သွားကြမယ်ဗျနော်ဒီညနေမှာလုံးဝကိုအားကောင်းဆုံးပန်းမဲ့ပတ်တီးလေးပြီးလို့ရှိရင်လေးလုံးခွေလေးတွေမင်းရောခွက်လေးကိုခေါ်ပေးမယ်ခဏလေးခေါ်ပြီးတော့မှကျွန်တော်ကမှလုံးမတေချာလေးမှတ်ပါတေချာလေးနားထောင်ပါဗီဒီယိုပိုင်းလေးကိုတော့အစားဆုံးလေးမင်းမကြော်မဲနဲ့ကြည့်မယ်နော်ကဲဟုတ်ပြီကမှအားလုံးပဲကျွန်တော်ဒီညနေအင်္ဂါနေ့ညနေ4:30စီမှာခွေပြီးဆောမဲ့လေးလုံးခွေသည်9683အခွေပါ9683အခွေပါကျွန်တော်လုံးမိုက်ပတ်တီနှလုံးသည်6ပတ်တီ10ပတ်တီ6ပတ်တီ10ပတ်တီပါဒါလုံးဝကိုအားကောင်းဆုံးဒီညနေမှာနော်အားကောင်းဆုံးပတ်ကိုပတ်တဲ့နှလုံးမိုက်ပတ်တီနှလုံးပါကျွန်တော်6နဲ့ဆိုရင်နော်6562 6060နော်6562 6060ပါရှင်းနဲ့ဆိုရင်89နော်80 8382 8980 8382နော်6နဲ့ဆိုကနန်းလေး4ခွက်8နဲ့ဆိုရင်ကနန်းလေး4ခွက်ကဲလာပြီကိုမအားလုံးပဲကျွန်တော်ဒီညနေမှာလုံးဝကိုအားကောင်းဆုံးကျွန်တော်အကြိုက်ဆုံးတင်ပြီးထိုးအောင်မဲ့တစ်ခွက်ကောင်းသည်8ခွန်တစ်ခွက်ကောင်း69တစ်ခွက်ကောင်း8ခွန်တစ်ခွက်ကောင်း69တစ်ခွက်ကောင်းနော်ဒါဒီညနေမှာလုံးဝကိုတင်ပြီးထိုးအောင်မဲ့တစ်ခွက်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်ကမှအားလုံးပဲနော်ဒါတစ်ခွက်ကောင်းပဲထိုးခြင်းတဲ့ကိုမအတွက်တစ်ခွက်ကောင်းလေးဖြစ်ပါတယ်ဗျာနော်ကဲဟုတ်ပြီကိုမအားလုံးပဲကျွန်တော်ကဏ္ဍလေးတွေကိုအစားနေဆုံးဒီနောက်တစ်ခေါက်ပြန်လဲခေါ်ပြပေးမယ်ပြီးရင်ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးဒီမှာပဲရနာမယ်ကျွန်တော်တို့ဒီညနေစီနော်4ရက်8လ2022မှာ6အင်္ဂါနေ့ညနေ4:30ဈေးလေးအတွက်ခွေပြီးစောမဲ့လေးလုံးခွေသည်9683အခွေပါလုံးဝကိုအားကောင်းဆုံးပတ်ကိုပတ်တင်တဲ့လုံးမိုက်ပတ်တီနှလုံးသည်6ပတ်တီ10ပတ်တီ6နဲ့ဆိုရင်6562 6ခွန်60ပါရှင်းနဲ့ဆိုရင်8980နော်8382ပါဒါဒီကနန်းလေးကိုဒီညနေဒီမှာအဓိက main ဟောပြီးတော့ဆော့မယ်နော်တကွက်ကောင်းကြိုက်တဲ့ကိုမတွေတကွက်တည်းဟုတ်ပဲတင်ပြီးဆော့ခြင်းနဲ့အကွက်တွေအများကြီးလည်းမဆော့ခြင်းပါဘူးဆိုတဲ့ကိုမတွေကတော့ဒီညနေမှာလုံးဝကိုတင်ပြီးထိုးရမယ်တကွက်ကောင်းလေးရတော့8ခွန်တကွက်ကောင်း69တကွက်ကောင်းပါကျွန်တော်အကြိုက်ဆုံးတကွက်ကောင်းလေးဖြစ်ပါတယ်အကြိုက်တူတဲ့ကိုမတွေလိုက်ပြီးတော့ဆော့မယ်အကြိုက်မတူတဲ့ကိုမတွေကိုကြိုက်တဲ့ကဏ္ဍကိုလိုက်ပြီးတော့ဆော့မယ်နော်8ခွန်တကွက်ကောင်း69တကွက်ကောင်းပါဒါဒီညနေမှာတင်ပြီးဆော့ရမယ်တကွက်ကောင်းလေးဖြစ်ပါတယ်ကဲဟုတ်ပြီကိုမအားလုံးပဲအဲ့ဆိုကျွန်တော်ကဏ္ဍလေးလည်းပြောရလဲဆုံးသွားပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးဒီမှာပဲရန်နာဥပြပါကျွန်တော်ကမှအားလုံးကဒီညနေစီမှာကျွန်တော်ကိုအောင်နဲ့ကန်ဆက်ပြီးတော့ပေါ်သူဖောက်ကလေးမိကြပါသည်ငွေထုတ်နိုင်ကြပါသည်ဗျာနော်ကဲကိုမအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လုံဆန္ဒတွေတလုံးတော့ရရှိနိုင်ကြပါစေနော်လုံသမ ्या ကန်သမ ्या လုံအားကန်နေတဲ့ဒီသမက်ကအစင်မြေတိုးတက်နိုင်ကြပြီးတော့နေ့ရက်တိုင်းလဲနော်မင်္ဂလာရှိသောနေ့ရက်လေးတွေကိုပိုင်ထန်နိုင်ကြပါစေလို့ကျွန်တော်ကိုအောင်နေပြီးတော့ဆုမကောင်းလေးတောင်းပေးနေကျွန်တော်ဗီဒီယိုပိုင်းလေးဒီမှာပဲရန်နာအောင်ပြပါဗျာနော်အားလုံးပဲကြိုးလက်ပါဒီချန်နယ်မှာခံကောင်းကြပါစေငွေထုတ်နိုင်ကြပါစေဗျာနော်